မိဘပိုင်ပစ္စည်းကိုအားကိုးမနေပါနဲ့ကိုယ်တိုင်ကြိုးစားမှသာကိုယ်ပိုင်ပစ္စည်းရတငယ်ချင်းကောင်းရှိတယ်ဆိုပြီးပျော်နေလို့မရဘသူ့မှတငယ်ချင်းဆိုပြီးတော့တစ်သက်လုံးအားကိုးလို့မရပါမောင်နှမတွေလည်းအတူတူနေတော့ရင်းနှီးပေမဲ့နောက်ပိုင်းမှာအခြေအနေတွေပြောင်းလဲသွားနိုင်မောင်နှမဆိုပြီးတော့အိမ်မောခေါ်ထားမှာမဟုတ်ပါဘူးငငယ်ရဘဝကိုမိတ်ပြလိုက်ပါမိဘချမ်းသာလို့ပေါ်ပေါ်တန်တန်နေနေရင်မိဘမရှိတော့တဲ့အခါမှာဒုက္ခရောက်လိုက်အသက်ငယ်သေးတယ်ဆိုပြီးတော့ပေါ်ပေါ်တန်တန်မတွေးပါနဲ့အသက်အရွယ်နဲ့မဆိုင်ပါဘူးငငယ်ကလေးကကြိုးစားမှသာအချိန်တန်ရင်နေရာတစ်ခုကိုရမှာအသက်ကြီးမှကြိုးစားမယ်ဆိုရင်တော့ကိုယ့်ရဲ့အပေါင်းအသင်းတွေနေရာရတဲ့အချိန်ကိုကအောက်ခြေကနေစပြီးတော့လုံနေရမှာလောကမှာဘယ်သူမှမိဘအရေးအောက်မှာကြာကြာမနေရပါဘူးငငယ်တော့ပူစားရင်ရခဲ့ပေမဲ့အချိန်တန်ရင်တော့ခွဲရတာတဘာဝငှက်တောင်ဆိုရင်လည်းတိုက်အိမ်နဲ့ဝေးရကိုလည်းပြန်တန်းသွားတတ်ပါတယ်မိဘစီကအများကြီးလည်းမျောလင့်မနေပါနဲ့တငယ်ချင်းတွေပေါ်လည်းအရန်လည်းတွေ့ကပ်နေပါနဲ့ဆွေမျိုးတွေဆိုတာလည်းမိဘရဲ့မျက်နှာကြောင့်အေးပေးတာမိဘမရှိတော့တဲ့အခါမှာသစိမ်းဖြစ်သွားနိုင်အရင်ကအရန်ချစ်တဲ့ခင်နေဆိုတဲ့သူတွေကလည်းကို့မှာဘာမှမရှိတော့တဲ့အခါမှာအရင်လိုဆက်ဆံမှုမျိုးပြန်မရတော့ကြိုးစားပါလူအတိုင်းဝိုင်းကြောင့်မျက်နှာမငယ်ရအောင်ကြိုးစားပါလူတွေရဲ့ကိတ်ရဲ့မှုကိုမခံရအောင်ကြိုးစားပါဘင်္ဂလေးကိုစီအချစ်ကလေးကိုတင်ပြီးကိုသွားရတာလေးအမတန်ပြောစက်ကြဝဠာအဆုံးကြည့်နေရမလားအချစ်ကမေးတယ်တကယ်တိတ်မောတော်လားမောင်ရဲ့တဲ့မောတော်ပေါ့ဒါပေမဲ့မမောဘူးမောတော်ပေါ့ဒါပေမဲ့မမောဘူးရှေ့နားမှာဖြတ်တန်းသိမ့်များတယ်ကွယ်ကိုခါကိုအချစ်ကလေးဖက်ထားနော်ကွယ်ကားများကိုရှောင်ရင်တိမ်ရင်သွားမယ်စိတ်ညစ်စရာချမ်းထားလောကကိုမေ့ထားဒီဘိန်းလေးဟာလေးအမအေကံကိုရဏဦးရဲ့အချစ်ပိတ်မှန်နင်းလိုက်ရတာအမြန်ဆိုတော့တိတ်မောသွားလားမောင်ရဲ့တဲ့မောတော့ပေါ့ဒါပေမဲ့မမောဘူးမောတော့ပေါ့ဒါပေမဲ့မမောဘူးနောက်များဆိုကိုရသမီးလေးပါခေါ်မယ်ဘိန်းရှိမှခုံတက်ပြီးလိုက်စေမယ်ဘိန်းကလေးနဲ့မိသားစုလေးပေါ့ကွယ်ဘိန်းကလေးကိုစီနှစ်ယောက်စလုံးကိုတင်ပြီးချေဦးတရားသွားနိုင်ရင်လေတပြောတပါကြီးအာရစရာမင်းတို့မျက်နှာရှင်နေတော့မင်းတို့ပြုံးတွေမြင်နေတော့မောတော့ပေါ့ဒါပေမဲ့မမောဘူးမောတော့ပေါ့ဒါပေမဲ့မမောဘူးမကျင်နိုင်သူဖြစ်သွားတပင်းနိုင်မင်းသားဖြစ်နေချင်တော့ဘုဒ္ဓကရှိတလဲနဲ့မတည်မြဲတဲ့ဘဝမှာတင်မောပတိမတန်တည်တဲ့စိတ်နဲ့စိတ်ငါတဲ့သူလည်းမရှာပါတော့မပြေဘဝပိုင်မကျင်နိုင်သူဖြစ်သွားတပင်းနိုင်မင်းသားဖြစ်နေချင်တော့
သူလည်းမရှာပါနော်လာဆန္ဒဆိုရင်တကယ်ပြီးအေးမြပြီမဲ့မဆန္ဒကျွန်တော်ရဲ့တဲ့ကိုခွဲခဲ့တာအမြင်တော့တန်းချယ်ရီကလာတဲ့နော်မချယ်ရီအတက်ကြောင့်ကျွန်တော်အသေးနှလုံးလည်းပြီးခဲ့တာအဖြစ်ပေါ်မြင်စီဒီနီနီပြင်ရမလာတဲ့ပြင်မဲ့မနေနေစုရီကြောင့်ကျွန်တော်ယူခဲ့တာအမြင်တော့မိုးရေတွေကအေးတဲ့နော်မမိုးရေဖြစ်သွားခဲ့တော့ကျွမ်းအသေးနှလုံးရဲ့ရင်တွေခေါ်ပြောင်းလဲတာတော့ဟုတ်ဘူးဒီပါတယ်နော်ဆက်စရာလို့ကြအောင်လဲကာရတဲ့ကျွန်တော်အချင်းနဲ့ငယ်တွေနာပြီးမှအဝေးသို့ပြန်တော့ထားခဲ့ပင်ဦးကြီးလို့နော်တပင်နိုင်မင်းသားအဖြစ်နဲ့ကျွန်တော်ရှင်ပြိုင်ကြတယ်ဒီလိုက်ချစ်ရစကုန်မကျင်နိုင်သူပြည့်သွားတပင်နိုင်မင်းသားဖြစ်နေကျွန်တော်ဘုဒ္ဓကရှိတလဲနဲ့မတည်မြဲတဲ့ဘဝမှာတင်မောမတည်မတန်ကြည်တဲ့စိတ်နဲ့စိတ်ငါတဲ့သူလည်းမရှာပါနော်လာဆန္ဒဆိုရင်တကယ်ပြီးအေးမြပြီမဲ့မဆန္ဒကျွန်တော်ရဲ့တဲ့ကိုခွဲခဲ့တာအမြင်တော့ချယ်ရီကလာတဲ့နော်မချယ်ရီအတက်ကြောင့်ကျွန်တော်